ချမ်းသာရတဲ့ဘွားဦးကြီးကတားအတွက်ဝက်ဝက်ဖိုင်ဖိုင်မေးလေးတွေအများကြီးလိုချင်နေတာပေါ့ဒါကြောင့်တားကိုမပြောပဲချမ်းသာတဲ့မင်းကလေးတွေထဲကနေတားအတွက်တင့်တော်တဲ့ဇနီးတယောက်ကိုရွေးချယ်ပေးဖို့လုပ်နေခဲ့တာပေါ့ဒါပေမဲ့ချွေးမရွေးချယ်တဲ့စံနှုန်းတွေကတော့တခြားသူတွေနဲ့လုံးဝမတူဘူးဗျာအဘွားဦးကြီးကရုပ်ရည်ကိုလည်းဂယုမစိုက်ဘူးနောက်ခံမိသားစုအကြောင်းကိုလည်းလုံးဝစိတ်မဝင်စားခဲ့ဘူးဘယ်မင်းကလေးမဆိုတန်မာကျမ်းမာနေရင်လာလျှောက်လို့ရတယ်ဒီသတင်းမျိုးသေးပြန်ပါတဲ့အခါချမ်းသာတဲ့မင်းကလေးတွေအကုန်လုံးအပြေးလွှားလာစေရင်သွင်းကြတာပေါ့အချမ်းသာဆုံးတထေးကြီးရဲ့ဇနီးထီပြီးအိမ်မက်ဆာနဲ့ဇင်ခံဘွားကိုပိုက်ဆိုင်ခြင်းလိုပဲဒါပေမဲ့ဒီအုပ်စုထဲမှာလားစာနဲနဲလေးနဲ့ရိုးရိုးတာမန်မင်းကလေးတယောက်ရောပါလာခဲ့တယ်သူမကအဲ့ရထဲလဲနေတဲ့ဖခင်ကိုကုသပေးခြင်းလို့ချမ်းသာတဲ့အိမ်ကိုလက်ထပ်ပြီးဝင်နိုင်မလားဆိုပြီးလာကြည့်တာပေါ့ဒီအတော်အတွင်းမှာအဘွားကြီးကတော့အထူးချွန်ဆုံးချွေးမကိုရွေးချယ်နိုင်မှုသူတို့ကိုရေးတတ်လေ့ကျင့်ရေးစခန်းလိုပဲကျန်းတန်းတဲ့စီရေးလေ့ကျင့်ခန်းနဲ့ပေးစမ်းသပ်ပါတော့တယ်စမ်းသပ်မှုတိုင်းမှာပထမရတဲ့သူကသာသူ့ချွေးမထိခွင့်ရမှာပေါ့ပြီးတော့လူအုပ်ထဲမှာတိတ်တိတ်ဆိတ်ဆိတ်ရက်နေတဲ့ကောင်မလေးစီကိုသူ့မျက်လုံးတွေကချက်ချင်းရောက်သွားတယ်။ဘာလို့လဲဆိုတော့ချမ်းသာတဲ့အပြိုမလေးတွေနဲ့မတူပဲကောင်မလေးကတက်ကြွတဲ့စွမ်းအင်တွေပြည့်နေတာကိုပြီးတော့ပုံမှန်အတိုင်းပဲခန္ဓာကိုယ်ကြန့်ခိုင်မှုစမ်းသပ်ခြင်းတွေစတင်ခဲ့တယ်။ပထမဆုံးစမ်းသပ်မှုကတော့သူတို့ရဲ့ခန္ဓာရည်ကိုစမ်းတာပေါ့။တတ်မှတ်ခြင်းအတွင်းအဆုံးသတ်ရမယ်တောတွင်းချက်ပြီးပြိုင်တွဲကြည့်ပေါ့။ဒါပေမဲ့တတောင့်တတာစင်ကြကြနေထိုင်လာကြတဲ့ချမ်းသာတဲ့အပြိုမလေးတွေကဒီလိုမျိုးဒုက္ခမျိုးတစ်ခါမှမခံစားဘူးဘူး။ဒါကြောင့်ဆဆချင်းမှပဲချက်ချင်းလိုပင်ပန်းနှွမ်းနေကုန်ကြတာပေါ့။ဒီနေ့ဆန့်ကျင်ပဲကောင်မလေးကတော့တောင်ပေါ်မှာကြီးပြင်းလာကြတဲ့အတွက်ပြင်းထန်တဲ့လေပြင်းတစ်ချက်လိုပဲရှေ့ကိုပြေးထွက်သွားတယ်။မျက်စိတမိန်အတွင်းမှာပဲမယုံနိုင်စရာအရှိန်အဟုန်နဲ့ချမ်းသာတဲ့အပြိုမလေးတွေကိုကြောတက်သွားတာပေါ့ဒီမြင်ကွင်းကဝဲကအဘွားအုပ်ကြီးရဲ့မျက်စိထဲကိုလည်းရောက်သွားတယ်ပုံမှန်ဆိုတင်းငိမ့်တဲ့အမျိုးသမီးကြီးကကောင်မလေးကိုချက်ချင်းချီးကျူးမှန်းမိတယ်ကောင်မလေးကသူ့ချွေးမဖီဖို့တကယ်ကိုပြည့်ပြည့်စုံတယ်လို့ခံစားလိုက်ရတာပေါ့ဒါပေမဲ့တမတာလေးကတော့လုံးဝစိတ်မဝင်စားဘူးသူ့အမေကိုနည်းနည်းလေးတောင်ကျေနပ်အောင်မလုပ်ရရင်သူဒီလိုပြင်းစရာကောင်းတဲ့ပွဲကိုလာကြည့်မှာမဟုတ်ဘူးဒီတော့ထွေးမှာကောင်မလေးကတော့ဒီအကြောင်းတွေကိုလုံးဝမသိခဲ့ဘူးသူ့တကိုယ်လုံးကအမခိုင်းမြန်နှုံးနဲ့ပြင်းထန်တဲ့အင်ဂျင်တစ်လုံးလိုရွေးလျားနေတယ်တခြားသူတွေကတော့သူ့အရေးကိုတောင်မမြင်ရတော့အောင်အဝေးကြီးမှာကြံနေကြတာပေါ့နောက်ဆုံးရလက်ကတော့အန်တော်ဆရာမရှိပါဘူး။သူမကခန္ဓာရည်စမ်းသပ်မှုကိုအမခန်းတော်နဲ့အချိန်အတွင်းပြီးဆုံးခဲ့တယ်။ကဘာစံချင်းကိုတောင်ချိုးဖို့နီးစပ်ခဲ့တာပါ။တခြားချမ်းသာတဲ့အပြိုမလေးတွေကတော့မယုံနိုင်စရာအားတင်နေကြတယ်။ကောင်မလေးကပုံမှန်အားဖြင့်အလုပ်ကျန်းတွေလုပ်ရတာကြောင့်ဒါဒီလိုအရှင်အဟုန်မျိုးရှိတာလို့သူတို့ထင်ခဲ့ကြတယ်။ဒါပေမဲ့ဒီစွမ်းအားကပိုက်ဆံအတွက်သူ့ရဲ့ပြင်းပြတဲ့စန္ဒကနေလုံးဝပေါ်ပေါက်လာတာကိုတော့သူတို့မသိခဲ့ကြဘူး။ခဏနာပြီးတဲ့နောက်ဒုတိယစမ်းသပ်မှုစပါတော့တယ်။ဒီတစ်ခါစမ်းသပ်တာကတော့သူတို့ရဲ့အစားစားနိုင်မှုပါ။ဘာလို့လဲဆိုတော့ကောင်းမွန်တဲ့အစာအိမ်နဲ့ကောင်းကောင်းစားနိုင်မှကိုဝင်းဆောင်ကြီးမှာဖြစ်တတ်တဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုခံနိုင်ရရှိမှာကိုစားပွဲပေါ်ကအရသာရှိတဲ့ဟင်းပွဲအပြည့်ကိုကြည့်ပြီးကောင်မလေးကတဝေးတွေမျိုးချမိရဲ့ဒါပေမဲ့ချမ်းသာတဲ့အပြိုမလေးတွေကတော့မစားနိုင်ကြဘူးသူတို့တက်ကဒီအစားအစာတွေကငငယ်ကလေးကစားနေကြတာမန်သမင်းဟင်းတွေပဲလေဒါကြောင့်ဘာစိတ်လှရှားမှုမှမထစ်ခဲ့ကြဘူးဒါပေမဲ့ကောင်မလေးကတော့လုံးဝမတူပဲချက်ချင်းပဲအားရပါရစားပါတော့တယ်သူမတသက်မှာဒီလိုရှားပါတဲ့ဟင်းပွဲမျိုးတခါမှမစားဘူးတဲ့အတွက်သူရှိကစားပွဲကအကောင်းဆုံးနှစ်စည်းစိမ်လို့ခံစားနေရတယ်ချမ်းသာတဲ့အပြိုမလေးတွေကလက်ရှို့တာကိုတတိထားမိတဲ့အခါသူပါဆက်ကခဏလေးတောင်မရက်ဘူးသူတို့ရဲ့မစားရသေးတဲ့ပန်းကွမ်တွေကိုသူ့ဘက်ဆွဲယူပြီးဆက်စားနေတာပေါ့ဒီမြင်ကွင်းကချမ်းသာတဲ့အပြိုမလေးတွေကိုထိတ်လန့်တုန်လို့ပြီးအချင်းချင်းကြည့်မိစေတယ်ဒီလိုလူမျိုးတစ်ခါမှမမြင်ဘူးတာထင်ရှားတာပေါ့သူတို့ရဲ့အကွင်းချန်အားလုံးကိုစားပြီးတဲ့နောက်မှာတော့ကောင်မလေးကပိုင်းမပြေသေးပဲထပ်စားချင်နေတယ်လူတိုင်းကသူ့ရဲ့အမခန်းအစားစားနိုင်မှုကိုအန်တော်တကြီးကြည့်နေကြတယ်နောက်ဆုံးရလက်ကလည်းပထမစမ်းသပ်မှုအတိုင်းပဲကောင်မလေးကအသာလေးပထမနေရာကိုရသွားတယ်နောက်ထပ်ခဏနာပြီးတဲ့အခါတတိယအကြိမ်စမ်းသပ်မှုစပါတော့တယ်ဒီတစ်ခါစမ်းသပ်တာကတော့သူတို့ရဲ့ဉာဏ်ရည်ပါဘာလို့လဲဆိုတော့ချမ်းသာတဲ့ဇနီးတီဖို့ဆိုရင်တာမန်လူတွေထက်ဉာဏ်ရည်ပိုထက်မြက်ဖို့လိုတာကိုဒါကြောင့်အမျိုးသမီးတဦးစီတိုင်းတက္ကသိုလ်ဝန်ထမ်းပုံစံစံပွဲဖြစ်ရတယ်ဒီအကြောင်းကိုကြတော့ချမ်းသာတဲ့အပြိုမလေးအတော်များများကကောင်မလေးကိုချက်ချင်းရေးကြတယ်ဘာလို့လဲဆိုတော့သူတို့အမြင်မှာကောင်မလေးကကြောင်းတက်ဖို့ချင်းမှုရှိရဲ့ဒေါ်သူမလေးတယောက်ပဲလေသူတို့ကိုယ်တိုင်ကတော့နာမည်ကြီးတက္ကသိုလ်တွေကနေဘွဲရခဲ့ကြတာပေါ့ဒါကြောင့်ဒီစမ်းသပ်မှုမှာကောင်မလေးကိုအသားလေးအနိုင်ယူနိုင်မယ်လို့သူတို့ယုံကြည်ခဲ့ကြတယ်ဒါပေမဲ့သူတို့မွားယွင်းချောင်းဒီလောက်မြန်ဆက်လက်ပေါ်လာလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူးကောင်မလေးကတက္ကသိုလ်မတက်ခဲ့ပေမဲ့အနုရဲ့အနုအတော်ကြာအတွင်မှာစားကြည့်တာကိုတခါမှမရခဲ့ဘူးကျောင်းတက်ခဲ့ကြီးမရှိပဲနဲ့တောင်တက္ကသိုလ်အဆင့်အသိဉာဏ်တွေကိုအလွန်ကောင်းမွန်စွာနားမလည်ထားတယ်ဒါကြောင့်ဒီမိကွန်းတွေကသူ့ကိုလုံးဝဒုက္ခမပေးခဲ့ဘူးခဏလေးတည်းမှပဲစာပွဲတစ်ခုလုံးကိုဖြေဆိုပြီးဆုံးခဲ့တယ်နောက်ဆုံးရလက်ကလည်းသူ့ကိုစိတ်မပြတ်စေခဲ့ပါဘူးသူမကအမတ်ပြေနဲ့ထပ်မံပြီးပထမနေရာကိုရယူခဲ့တယ်ကိုယ်တိုင်အောင်မြင်စွာအောင်မြင်တာကိုမြင်တော့သူစိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်ခဲ့ဘူးပြီးတော့အိမ်တော်ထင်းကဒီသတင်းကောင်းကိုအဘွားအိုကြီးစီအမြန်ဆုံးသွားပြောကြတယ်ဒါပေမဲ့မမျှော်လင့်ပဲဒီသတင်းကိုကြားလာနဲ့အဘွားအိုကြီးစီမှာတစ်ခုခုဖြစ်သွားခဲ့တာပေါ့